လူသားမျိုးနွယ်ရဲ့တမိုင်းကြောင်းဟာကျွန်တော်တို့အခုထိအဖြေမဖော်နိုင်သေးတဲ့လျှို့ဝှက်ချက်တစ်ခုနဲ့စတင်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း6000ခန့်ကဆူမာရီယန်လူမျိုးတွေဟာသူတို့ခေတ်နဲ့လုံးဝမအပ်ဆက်တဲ့ဇလံတစ်ပုဒ်ကိုရေးသားခဲ့ကြပါတယ်။အဲ့ဒါကတော့ကောင်းကင်ယံကနေဆင်းသက်လာတဲ့အနုနက်ကီလို့ခေါ်တဲ့နတ်ဖျားတွေအကြောင်းပါ။တချို့သောသူတေသီတွေကတော့ဒီသက်ရှိတွေဟာဝေးလံလာတဲ့ဂျိုတစ်ခုကနေရောက်ရှိလာတာလို့ယုံကြည်ကြပါတယ်။သူတို့ဟာကဘာမြေပေါ်ကိုရွှေတူးဖော်ဖို့တည်တံ့ရည်ရွယ်ချက်နဲ့ရောက်လာခဲ့ကြတာပါ။ဒါပေမဲ့ကြာလာတဲ့အခါမှာတော့အဲ့ဒီပင်ပန်းလာတဲ့အလုပ်တွေကိုသူတို့ကိုယ်တိုင်မလုပ်ချင်ကြတော့ပါဘူး။ဒါကြောင့်ပဲရှေးဟောင်းကြောက်စာတွေထဲမှာအလုသမားမျိုးနွယ်တစ်ခုကိုဖန်တီးခဲ့တဲ့အကြောင်းဖော်ပြထားပါတယ်။နတ်ဖျားတို့ရဲ့တွေးနဲ့ကဘာမြေကရွှွန့်စေးကိုရောနှောပြီးလူသားကိုဖန်တီးခဲ့တယ်လို့တောင်အသေးစိတ်ရေးသားထားတာပါ။အဲ့ဒီအချိန်မှာပဲပညာရှင်တွေဟာလူသားတွေရဲ့စင်ငယ်ဖြစ်စဉ်မှာမဖြစ်နိုင်လောက်အောင်ရုတ်တရက်ခုံပြန်ကျော်လွှားတိုးတက်လာမှုကိုသတိပြုမိခဲ့ကြပါတယ်။ကျွန်တော်တို့ဟာကဘာပေါ်ကတခြားသက်ရှိတွေထက်နှစ်ပေါင်းထောင်ချီပြီးပိုမိုမြန်ဆန်စွာတိုးတက်လာခဲ့တာပါ။ကျွန်တော်တို့ရဲ့ DNA ကိုကြည့်လိုက်မယ်ဆိုရင်ပိုပြီးတော့တောင်ထူးဆန်းနေပါသေးတယ်။ကျွန်တော်တို့ရဲ့မျိုးဗီဇထဲမှာဘာကြောင့်ရှိနေမှန်းမသိရတဲ့အစီအစဉ်တချို့ပါဝင်နေလို့ပါ။တချို့ကတော့ဒါဟာကျွန်တော်တို့ကိုဖန်တီးခဲ့တဲ့အရှင်သခင်တွေခြံထားခဲ့တဲ့အမှတ်သားတစ်ခုလို့ယူဆကြပါတယ်။သူတို့ရဲ့အဆိုအရလူသားဆိုတာတိုက်ဆိုင်မှုတစ်ခုမဟုတ်ပဲတေချာစနစ်တကျပုံစံထုတ်ပြီးထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းတစ်ခုလိုပါပဲ။တကယ်လို့များသူတို့ကကျွန်တော်တို့ကိုအလကားဖန်တီးပေးခဲ့တာမဟုတ်ပဲယင်းနှိမ့်မြုပ်နှံမှုတစ်ခုအနေနဲ့တနေ့မှပြန်လာသိမ်းဆည်းဖို့စောင့်ဆိုင်းနေတာဆိုရင်ကော